မမီရီစာဘယ်နှစ်ကထားတယ် တက်20ကထားခဲ့တာ မမီနဲ့ဒေဒီနဲ့အသက်ဘယ်လောက်กว่าတယ် 9နှစ်กว่าတယ်တော့ အဲ့မမီဘလူးခွာရဲ့ မီယိုဖလာခေါ်တာကိုလည်းမခေါ်နိုင်ဘူးမောင်လည်းမခေါ်နိုင်ဘူး အဲ့ဘလူးခွာတယ်ဟမ် ဒါပဲကိုဆမ်းမြတ်အဲ့ဒါပဲ သားသမီး9ယောက်10ယောက်ကိုဘလူးအုပ်တာတုံးတဲ့ အဲ့ဒါပါဇက်ကလေးနဲ့တည်းအုပ်တာပဲတယောက်မှမရိုင်းတဲ့လူမပါတော့အဆင်ပြေတယ် အမေကကိုသားလေးရက်တော့မဆုံးပါဘူးလားတဲ့ ဆုံးမယုံကပါမလားပြောလို့မရလို့ရွဲ့ပြီးတော့ဖာလိုက်ဝယ်ပေးမှတော့ပြောသေးတယ် အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာကျွန်တော်မိတ်ဆွေဘရိုင်နဲ့အတူကြည့်သွားဗီဒီယိုဖိုင်လေးကတော့ရန်အောင်မှာကြည်နေဖို့ကောင်းတဲ့အညာသားကိုအောင်ဆိုနဲ့ဖွားဖွားတို့ရဲ့ဗီဒီယိုဖိုင်လေးတွေပဲဖြစ်ပါတယ်ဒါကတော့တောင်းဆိုထားတဲ့ကျွန်တော်မိတ်ဆွေတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်စုံလိုက်ပဲကြည့်ရှုပေးပါအောင်နော် ဒါမမီကိုမေးစရာလေးတစ်ခုအတွေးလေးပေါ်လာလို့မို့ ဘာမေးအောင်မလဲ မမီရီစာဘယ်နှစ်ကထားတယ် တက်20ကထားခဲ့တာ နော် စကောနဲ့ဒုံတော့လူယိုထားလိုက်ရောထားပြီးတော့20ကြတော့အိမ်အောင်ကြရော ကြာတနှစ်ပေါ်ချစ်တူတနှစ် တနေ့ထဲ တနှစ်ထဲဆိုမမီနဲ့ဒေဒီနဲ့အသက်ဘယ်လောက်กว่าတယ် 9နှစ်กว่าတယ်တော့ အဲ့မမီဘလူးခွာရဲ့ မီယိုဖလာခေါ်တာကိုလည်းမခေါ်နိုင်ဘူးမောင်လည်းမခေါ်နိုင်ဘူး အဲ့ဘလူးခွာတယ် ဒါပဲကိုဆမ်းမြတ် ကိုစ အဲ့ဒါပဲ နမေခေါ်တာ ချစ်ကလေးတို့ဘာလို့မပြောဘူးလားအဲ့ဒီ ချစ်ရဲ့အတက်ရတို့နားမလဲ ဟော ဟို နော် တူကဒေဒီက ဒယ်လီကလည်းမပြောဘူးသူငွန်းနဲ့သူကြိုက်ချစ်နာရှိတာငါလည်းငါငွန်းနဲ့ငါကြိုက်ချစ် အာ ပုံမှန်ပဲ ပုံမှန်ပဲ ကိုဆမ်းမြင့် စမ်းရံ ဆမ်းရ ဒါပဲ နမေပဲခေါ်တာ အဲ့ရကျတော့ချစ်သူတနှစ်တည်းနေလက်ထပ်ပြီးတော့ရောက်ခမိုင်လိုက်သွားရော ရောက်ခမရင်လိုက်တော့တုံးလာကြခဲ့ရော တုံးလာဘာလို့ပြန်တုံးလာတယ်ဘာလို့နေခဲ့ရတော့ ဟာငါမနေနိုင်ဘူးလေ ဘာလို့လဲတော့ မစားနိုင်လို့ ဘာလို့မစားနိုင်တာတော့အမေလည်းဒီလိုလဲထမင်းဟင်းမယ်ဟုတ် ထမင်းဟင်းတော့ထမင်းဟင်းလေကိုကကိုတိုင်ချက်စားရတာလေကိုမိဘအိမ်က อืม ကိုတဘောရှိချက်စားရတာလေ အဲ သူများချက်ကြွေးတာစားရတာဆိုတော့အဲ့ရွာအဲ့လား အဝမဝအောင်ပေါ့ ထမင်းကဝရတယ်ထမင်းမောတယ်ဟင်းချက်မကောင်းလို့ ဘာချက်ကြွရတော့မမီကို အာဗမာပြည်ချက်စားကောင်းတဲ့ဟာဆိုရင်အစုံပဲ ဘလို့တဲ့တော့ မဲသားစိတ်ဓာတ်တုံးတက်လောက်ရောကြွေးတာပါဆိုတို့ကမိမမလီမောင်မမလီမလီဘူးကြိုက်ဘူးတို့မီယိုဖလာမိဘနဲ့နေခဲ့ရတာကပိတလုံးချက်အနည်းဆုံး50ရာချက်မိသားစုဝိုက်စား လူအိမ်ကြတော့ရောက်ခမိုင်ကြတော့ ကညင်းတဲ့ကြိုက်တယ်တို့ကမကြိုက်ဒါမျိုး အဲ့နဲ့တက်တနာဘယ်လိုစားအောင်မေ ငါနဲ့မဖြစ်ဘူးလေဒါနဲ့သူ့ဖေးဖြစ်တယ် အဲ့နဲ့ မနေနဲ့တဲ့ထွက်တယ်ထွက်မှာလေမပူနဲ့လို့ငါပြောတယ်မပူနဲ့လို့ ရောက်ကတိလိုက်ရောက်ခမလား အထီးဟဲ့ အဲ့နဲ့မပူနဲ့ထွက်ဆိုထွက်ရော ထွက်ရော အဖေကဆက်ရညီမတော်ပါနဲ့တော့မတောင်းပေါ့ အတူနဲ့ရဖြစ်တော့လေညရင်ရုပ်မနေဘူးတဲ့ဝါမာတဲ့ဝါတဲ့ အဲ့နဲ့အမေအေးနဲ့အဖေနဲ့မတည့်ပြန်ဘူး အဲ့ဒါလည်းမကောင်းဘူး ဘလို့မကောင်းတာတော့အမေ မေ မေ ကောင်းတယ်မေက မကောင်း ရောက်ခမအဖေရောက်ခမကြီးက ဘယ်တော့ ဟုတ်တယ်လေမေအဖေရောက်ခမအမကြီးကအ မကြီးကမကောင်းတာ ဘလို့တဲ့အဖေကိုရန်လူထင်တာ ရန်သူရန်သူတက်မှတ် ရန်လူတက်မှတ်တဲ့ကြောင့်အမေတို့ကတော့အမေတို့ရဲ့ဇနီးမောင်နှံကတော့စူးကြတည်တဲ့ဘူးဒီလိုပဲဟိုယောက်ျားနောက်လိုက်သွားတော့လေယောက်ကတိကမကောင်း မကောင်း မိမနောက်လိုက်လာတော့လေ အမကမကောင်း အမကရောက်ခမကြီးကမကောင်း မကောင်း အဲ့ရဘလို့လုံးကြတယ်ဒုနှစ်ကို အဲ့ဒါလိုနဲ့ကိုတဲ့ပြုတ်ပြီးချက်ပြုတ်စားတောက်ပြီးနေတာပေါ့ကွာဒီပါလေးဒီကပေးတာပေါ့ အဲ့ကြောမမမွေးပြီလား မွေးဘယ်မွေးနေလေဦးမယ် မေဇလန်အစကမကောင်းခဲ့တာနော်မေ အစကတည်းကမကောင်းခဲ့တာအဆုံးနာတတ်ရောဒါပဲ ဟုတ်တယ်မေခိုးလူကနိုင်တယ်ဒီလူကနိုင်တယ်နော် ဒုနိုင်ညမခံမှုကိုလုံးမကိုစားရတာ အဲ့နဲ့အဘာဘယ်အဘာတွေမှအနိုင်ကျမခံတာ ခံမှုဒီအထမအိုးဟင်းအိုးလည်းဘာချက်တုံးလက်မကြည့်ဘူးကိုချက်ဟင်းတုံးလည်းနဲမပေးဘူးများပေးတယ် ဟောအဲ့လိုမျိုး အဲ့ဒါမျိုး အဲ့ဒါနဲ့အဖေနဲ့မင်းနဲ့လုံးဝရံမဖြစ်သေးဘူးအဲ့အိမ်နောင်တက်မှာဘယ်လောက်မှရံဖြစ်တာလဲ တစ်လုံးလုံးမဖြစ်သေးဘူး ချီလူးနေကြတယ် ချစ်စခင်စကျင်နာစ တယောက်နဲ့တယောက်အရေးတကြီးနေပေါ့ဟုတ်လား စင်ရော်လေးတွေစင်ရော်လေးတွေ ကိုပူလိုက်ကိုတော့ဒူလိုက်အဲ့ဒါပဲလုံငန်းကတော့ အဲ့ခကမေစပိတ်မပေါ်သေးဘူးလား စပိတ်ထားလို့ကွာသဘောတောင်ကောင်းမရှိ အိုင်းနေတော့ ဒီကောင်မေစိုက်တိဆိုင်ချင်မြလို့အချစ်ကလေးကိုတင်ပြီးဘိန်းလေးညနေနေမလားလို့ ပေါက်ရှာကွာသဘောတောင်ဒူနာမရှိဘူးဒါပြောမယ် အခုချိန်ထိလွမ်းလုံးလာမေ န
နော်နာဘာမနေ့ကတွေ့လို့လူညာဆိုပြီးငါရှာသွားတာ ဟုတ်တာအမေတော်တယ်မယ်ရဲပေါင်တာအမေပြန်လာတာငါရှာသွားတာအဲ့နာဆောက်ရောက်ခဲ့တာ အေးဗျာ ပြန်အောက်လျှောက်တပူကြီးပြန်နားလျှောက် အမေရဲ့ ဘုတ်တုံညာထိုင်နေမလားတစ်ပြန်ကတ်ကြည့်နေမလားဆိုပြီး တနာလိုက် ပြန် တာ ကလည်းအဲ့ဒီကပြန်ခဲ့တာ ချစ်စိတ်ညာဆိုးချက်တော့နော်မေ လူတော့ကောင်းမှာကွာတမကြီးမကောင်းရှာလို့တာငါကတိကအောင်တောင်းထင်းမြောက်ထင်ပါ အမေ ဟာတော့ ဘလို့အင်းနေလဲ မန်လေးတစ်ခုကအမေကိုမေးထားတယ် စောင်းချုံတော့အစိုးချုံတော့ သူကတဲ့အဲ့မာလေးကတဲ့အဲ့မာလေးတော့ဟုတ်ပေါ့တက်တော့နည်းနည်းကြီးတော့ပေါ့အမေရဲ့ ထားပါတော့ တယောက်ထက်မွေးထားကိုဆိုးလိုက်တာဖမ်းလို့အုပ်လို့မနိုင်ဘူးတဲ့အမေတာသမီ9ယောက်10ယောက်ကိုဘလို့အုပ်တာတုံးတဲ့ အဲ့ဒီပါဇက်ကလေးနဲ့အုပ်ထားပဲတယောက်မှမရိုင်းတဲ့လူမပါတော့အဆင်ပြေတယ်တော့ကိုအဆင်ပြေတယ် တယောက်မှပါဘူးလား ပါပါဦးတယောက်မှဒုက္ခပေးတယ်လူလည်းမပါဘူး တော်တယ်နော် ကျုပ်ကဘာလို့ရက်တော့ထားတုံးတဲ့အမေမတ်နေရ ကြိုက်လို့တောက်တယ်လို့ပြောတယ် ပြီးတော့ ဟုတ်တာပဲ ကြိုက်လို့တောက်တယ်လို့မရငါဘူးလို့ပါတယ်လို့ဟုတ်လား အမေကကိုသားလေးရက်တော့ထားမဆုံးပါဘူးလားတဲ့ ဆုံးမယောကပါမလားပြောလို့မရလို့ရွဲ့ပြီးတော့ဖာလိုက်ဝယ်ပေးမှတော့ပြောသေးတယ်ပြောရတာပြင်းလို့ ဟိုတာသမီတဲ့မှာအမေ9ယောက်ဖြစ်တယ်မှာကျုပ်ကအရက်သမားတဲ့အဆိုးဆုံးလားတဲ့ အရက်တောက်ခါတော့မင်းအကြဆုံးပဲနှစ်ထန်းနဲ့နော်ဒါပေမလို့ချင်းချင်းတောက်တော့ဒီချိန်ထိတက်ရှိနေတာပေါ့ကဒါရဲ့ နည်းနည်းပဲတောက် တော့ကြောင့်အမေမတ်နေရရှိသေးတာအမေရဲ့ ဘာတွေပါလိ တောက်ထားပဲရေရောတာပဲတဲ့သေမဟာသေမှာပဲတဲ့တနေ့လူတွေသေကြမှာတော့မေရဲ့ ဟာမတောက်တဲ့ရေတောက်ပြီးနေတဲ့လူလည်းတေးမှာပဲ အားပေးတယ်တောက်အားပေးတာ တာပြီးတော့နေတဲ့လူလည်းတေးမှာ သေမှာပဲ မနဲ့ကြိုးတောက်နေတဲ့လူလည်းတေးမှာ သေမှာပဲရွှေတွေစားနေလဲသေမှာပဲ ကဘာမြေကြီးပေါ်ရှိတယ်များတေးမှာ အဲ့တော့အမေရဲ့အမေကိုချစ်တဲ့ဖန်တွေပြော့ပြရေးစမ်းတာဆိုးတယ်ဆို ဆိုးလို့ဘူးမှလည်းရမလို့ဘူးငါတော့ဆိုးတယ်ကိုမမြင်ဘူးအားလုံးမဲ့တမီးလေးတွေဒါလေးတွေအနေနဲ့ရနိုင်ငံတကာကျေးဇူးလည်းအထူးရှင်တင်နေကြမှာကြချမ်းသာကြပါသည်ဆိုတာလည်းမေတ္တာပို့ပါတယ်အားလုံးမဲ့ မဟုတ်အမေကျုပ်ကိုဆိုးတယ်ဆို ဆိုးတယ်ငါမှမဆိုးပါနဲ့ဒီလိုဆိုးချင်ဆိုးနေပြီငါမဆိုးတဲ့ထဲစရင်မပါဘူး ပါဦးတော့မေရဲ့ ပါ ပါပဲနော် ဟုတ်မေကျုပ်ကငယ်လေးကလေးလှုပ်ကြွေးခဲ့တယ်လူတို့ပါမတည်ရနော်မေ အဒီကိုဘာတိနေလိမ့်မယ်လေးဘက်တော့ကလေးလူများမဆန်ကောက်ပြီးအင်းပေးတာဟာတာ ငယ်လေးတွေတိတက်တာနော် ဟုတ်ပါ လိမ္မာတာ လိမ္မာလို့ပေါ့ပတ်စံမငါတိတဲ့အင်းနဲ့ အမေကိုလာပေးတာ အမေလို့မခေါ်တာဖက်နဲ့ကိုကလေးစီလေးဘက်တော့ဆိုတော့ အမေကိုလာပေးတာ အင်းနဲ့ အခုချိန်ထိကျုပ်ကိုဘောင်းလို့အိမ်တော်မပြူတာတော့တဲ့အမေ မယူချင်လို့မယူတာဟုတ်တယ်ဒီတော့နေရန်ဆယ်ခန်းတောင်ကြီးရတခန့်နဲ့မကအပူမရှာချင်လို့မပြူတာတမီးကိုတာယူ လိမ္မာတာဗောနော် ဒီအပူတွေ့နေတာ တွေ့နေတာတော့မေရဲ့ ဟုတ်ပါ ရှေ့မဲ့အမေမွေးထားတွေကကျုပ်ကိုတင်ငါးစာပေးနေရလေ အာတောင်ဝေကပေးနေတာ တန်ငွေကတွေလေတင်ငါးစာတွေပေးနေတော့မေရဲ့ ညက်ကိုဘယ်နဲ့မဆိုးချုံပြီးကိုယ်အိမ်နေအဖေခမစားကျင်တဲ့ရေတောက်ချင်တယ်ဘူးမလာမပြော ဟုတ်တယ် ဒုက္ခငိမ့် အဖေပါဝဲပေးဦး အာမဘူးမဘူး ပြော အဖေ ငါမတော့လက်တွေ့ဒီတာဘူးနာအမေဝဲ ကျုပ်ကပူတာလား အဝဲကြည့်တယ်ပဲအဝဲကြည့်တယ်ဗလာစာရွက်ခညတ်သွားလို့လည်းပတ်စံဖြစ်နေ ကျုပ်ကပူတာလား ဟုတ်ပါ ဖြစ်မနေတော့ဘူးမပေါ့မေရဲ့လေ အပူကတော့မင်းဘူးတော့ ခုနကပြောတော့လိမ္မာတယ်ဆိုပြီးတော့ ဝဲကြည့်တယ်ပဲ မေဝဲပေးအဲ့လိုကျဲပြောနော်မေ ဟုတ်ပါ နော်ဟုတ်ကဲ့အားလုံးပဲပါဗျာကျေးဇူးတင်ပါတယ်အမေပြောတာ ပါတယ် မေလို့ပေါ့မေ အမေကဟောတားလေးရောမေကြီးကိုချစ်ပေးတဲ့အတွက်အားလုံးကြမှာကြချမ်းသာကြယေရှုကိုတူတယောက်ချင်းကိုအထူးရှယ်တင်ပါတယ်ဘေးမတီရမခနဲ့ကျန်သမျှစီသမျှလည်းအောင်မြင်ကြပါစေတော့ကကြီးတုံးမကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းချစ်ကြပါစေ ကြာ မောတာ အမေဟုတ်လား ဘယ်ပြန်လာ မောတာခေါ်တာမောတယ် အမေဒီမဲ့ကြုံပြောမယ် ဘာတော့ အမေကိုချစ်တဲ့ပြိတ်တဲ့တည်းအမေကြီးဘယ်သွားတော့လဲအမေပြောပြရစမ်းမေ အမေကြီးမန္တလေးဆေးကုသွားတယ် အာ လို့ အခုတော့မေကောင်းသွားလို့မေပြောရစပါအောင် ကောင်းပြီ တောင်းတောင်းပြီပဲ လမ်းထားမေအမေမေ ဘာတော့ ဘလို့တော့မေအမေကမကားသမားလေးလည်းတဘောကောင်းပါတယ်မေ ခကြီးရောက်မဆိုင်တော့မအေးဘူး ဒါသမီးလိုပဲ ဖာရာကားသမားဖာရာမေတာတဲ့ခဲ့မေ အေးဝိုင်းလက်တယ်ပါကွာ
မေဒီမဲအမေကိုချစ်တဲ့ဖန်နေရွာပြန်ရောက်ပြီလို့မေပြောလိုက်ပါဦး အားလုံးပဲရွာသားရောက်ပြီသားရောတမီရောအားပေးချင်တဲ့လူလည်းပေးလို့ရတယ်ချစ်ချင်တဲ့လူလည်းချစ်ရတယ် မေတာပေး ရော့ နောက်ပြီးဘာကြီးပန်းနေရ ဒါပဲဒါအေး တာမီနီကလိုက်တယ်နော် ဖုန်းကြီးရော ဒါပဲကားစံလုံး လာတမီဒီဘက်လာခဲ့ဝယ်ပေးမှာဒီတစ်ခါတက်တော့အမေမြတ်စပိန်ဘူးနာဝယ်ပေးမှာလို့ ဘိန်း အ လူမကြည့်တာဖက်နဲ့စပိန်သား မေ ဒီမဲ့ဟောတယ်နော်မဲ ဒီမဲမေချစ်တဲ့ဖန်လေးတွေပြောလိုက်ပါဦးမေရဲ့ အားလုံးကြမှာချမ်းသာကြပါစီလို့ချစ်ပေးတဲ့အတွက်ယေရှုရှယ်တင်တယ်လို့ နောက်မှဖြည်းဖြည်းရိုက်ပေးမယ်လို့မေ အေးဖြည်းဖြည်းအနာပြီးမှလုပ်ပေးမယ်နောက်ရက်လာပြီမောလို့ အခုမှရောက်တော့ရှိသေးနော် မောနေအောင်မေ မဖြစ်မနေလေခေါ်ကြလို့ ဘယ်သူကခေါ်တော့ ဒီတော့အိမ်ကလေအိမ်ကပါလေ ခါအဲ့ဆိုမေမန္တလေးနေမှာလား အမငါတော့တဲ့နေအေးလား မဟုတ်တော့နေလို့ပဲဖြစ်မှာပစ္စည်းတွေကအများကြီးပါဦးမေမေ ဟာတော့ ပစ္စည်းတွေအများကြီးပါဦး ခေါ်တယ်နော် စိတ်ဆုံးပြီးအ နားမရစေဘူး ဒါတွေစုထဲလာ မေချစ်တဲ့ဖန်ရပေးတယ်ကြော်ရတိုင်းမလား တော့ဒါလေးရောဓမ္မတရားတော့ပါပါတယ်မကင်းရမကင်းကြောင်းနော်အိုးရခွက်ဒီမဆေးဘဲနဲ့ပဲလက် ဆေးမမေကျုပ်ခုမှချက်ပြုတ်ပြီးတာကျုပ်ခုမှချက်ပြုတ်ပြီးတာကျုပ်ဘဘာပါတယ် ဘာပါနေလိမ့်မယ်မင်းငုံပေါ့ မုံစားမဲ့ရွယ်မမဟုတ်တာ မစားနဲ့အရောမဟုတ်ရမပြောဒီမဲ့တော့သား ငါပြောဒီကျုပ်လည်းဝယ်ထားတယ် ဟဲ့သမီးဆွမ်းတော့ကအောင်လို့ခရ ဒီမဲ့ညက်ဘာစပိန်လိုချင်တာရဲ့ပန်းရောင်ဝယ်ပြီးမယ်ဥစိုးဝယ်ပြီးမယ်ဂရိလားမေကြီးမပြောနဲ့လားဥစိုးတမီဥစိုးစပိန်ဝယ်ပြီးမှာအေးပါအမေ ဟာတော့ ဘယ်ပြန်လာတာ တောင်းရတဲ့တန် ဘာပါလာတော့ ပဲဒီကြောက်ဒီ ကြောက် ဘာလောက်လို့ မော်ဒီ ဘာလောက်လို့တော့ ရက်သားမယ် မေတို့တာနေစကားပြောစရာရှိတယ်မို့ ပြောဘဝတက်ကုန်းမမဟုတ်တော့ထောက်ဖို့ အော်တာကိုချစ်လို့မို့ ကျစ်လို့မ ငါ6ဖုတ် ညတော့မယူခဲ့ပဲနဲ့ ညနာယူနိုင်မှာမ ဘာလို့တော့ သူကထမစားအောင်လို့ ခင်ဗျားတမင်စားပဲ ငါမြုပ်ကြည့်တာ အေးမတာပြောမယ်စကားတော့မေ့သွားပေါ့ မိတော့မပြောနဲ့တော့ ဒီမှာတာပြောမယ် ဝန်စားခွန်ပဲ ဝန်စားကွန်မဘူးတာတွားစရာလေးရှိလို့မို့ ဘယ်ပါလဲ ဘယ် တွား အဲ့ဒါတွားဒီတိုက် မတွားနဲ့လို့မတောင်း ဒီတိုက်တွားလို့မရဟုတ်လေမေရဲ့ အော်အဓိပတိနဲ့မှ အဓိပတိနဲ့မှ အဓိပတိရှားလဲဥမနဲ့ မဲမဟုတ်တကယ်ပြောမေကျုပ်ရေးကြည့်နေလို့မေမဆန် ဘယ်တွားမှာတော့တွားမဲ့လမ်းကြောင်းတာပြော တာဘွားပါလေအမေမတိရဲ့လျှို့ဝက်ချက်လေးခုရှိသွားပြီ ဟာ ရှိသွားပြီ ကြည့်သွားရင်တွားကျင်ရတွား မေ တော့ ဒီမဲ့အုံပွဲငါပြောပွဲတာရွက်ဖို့တာပြင်ထားတော့ အာအုံကြီးကတော့အရန်တဲ့ အရင်တည်း အာတောင်ကုန်းတော့ငါပြောဒီလေးနှစ်ဖီးလောက်ဝယ်လိုက်မယ် ဟိုစုပ်ပြတဲ့ဇန်တို့ဟွာတို့မေဘလူရဲ့ မိသက်ခိုင်တော့ ဟုတ်ပါဟိဝေယံတို့စုပ်ပြတဲ့ဇန်တို့မင်္ဂလာဆောင်လောက်ကတော့ပြင်းအောင်ပြင်းနေတယ်ကျက်ကပွဲကိုအချိန်ချင်းနှွှဲပြင်မှာ မစင်သားဘူးခွက်က လို့တော့ ဆင်မြတ်လုပ်ပေးဖို့ရအရန်တဲ့ အာ လှတာလည်းအဲ့လိုလေးပဲနော် အေးပါပြုံးလေးနေ ပြုံလေးနှခမ်းမွေးလေးတွေနဲ့ အာ အဲ ဟွာပြောတယ်လို့မတားလောက်ညက်ခွက်လို့နေရင်တော့ငါလက်တက်မထားဘူးအိမ်တက်ရည် ချွေးမမတော်သေးချွေးမ တ ပြော က တယ် ယ်မချစ်စရာလေးပုံကြည့်မလား ငါမကြည့်ကြမဘူးဝန်ထဲအုံလုံးတော့ ဝင်နဲ့အိုးနေအောင်မေကြောက်အိမ်တော်ပြုတ်အမေအမျိုးကိုရမစားလို့ပေါ့ ခိုင်းတယ် ဘာအကြောက်လဲ လို့မင်းလူဘွားရောက်လာတာငါမပြုတ်မင်းလူဘွားတောင်ရောက်မှာမဟုတ် ကြောက်လည်းပြုတ်မှာပေါ့ ပြုတ် ပြုတ်ပြီးတော့ နှခမ်းနာပြုတ်ပြီးဆင်းပြီးပဲပြုတ်ပြီးဆင်းပြီးဆိုတာကိုငါပြောပါမှများတယ် အိမ်မှာဆင်းရမလား ပြုတ်အကြီးလုံးကိုတက်ချိုင်းလိုက်ငါကကိုတက်ချိုင်းချ နိုင် ဒါတွေကတော့မနှောင်နှေးတာ ဘလောက်ချော့ချော့ဘလောက်လှလှမလို့ချင်ဘူး မလို့ချင်ဘူး မလည်းမမောပေးလည်းမပေးစားချင်ဘူး မပေးစားချင်ဘူး မေတာတပြီ အနှုတ်ထုတ်ပြုတ်သွားမှဆိုတော့ အနှုတ်ထုတ်ကပါလို့ မင်းပြောတာ ကျောက်ကအနှုတ်ထုတ်ဆိုဘာတော့လို့အ အ မ နှု လို့ တ်ထုတ်ဆိုတာလေပတ်ဆံလေ အနှုတ်ကလေးတွေ ပတ်ဆံကအချိန်မရွေးမင်းစီမှာရနေမှာကို ဝါလေးအမေရဲ့ ဘာတော့ အမေကျန်တဲ့တာတမီကျော်ပြုတ်ခိုင်လို့ချင်းပြုတ်ခိုင်ပြီးကြောက်ကြမှာဘာလို့ ဒီကငယ်စင်တောင်ကြီးကမြင်ထားတာကိုမင်းကဒီကနေပေါ့ဟုတ်လားငါပြောတာ ဆေးပေးမေးယူလေးပါအမေရဲ့ ဆေးပေးမီယူလားမင်းအထုတ်ရှင်ရင်ကတ်တယ်လူတိုင်းအထုတ်ရှင်တော့ကတ်မှာမဟုတ်မင်း ဟုတ်တယ်အဲ့ဒါအမှန်နော်အမှန် တွေးတော့ထားတာ ပတ်ဆက်ရှိတော့ကတ် ကောက် မှာ ပေးပါပေါ့ မင်းမှာငါတီးသွားရင်မင်းညီတယ်ပဲလို့ငါပြောထားပြီနော် ခုမေရဲ့ကျုပ်ရဲ့တင်ဖို့ငယ်ကျွမ်းလေးကိုရှာလိုက်ပါအောင်မယ် ရှာကြီးသွားငါမပေါ်တာငါလိမ်မော်ဒီလေးမြုံအောင်မယ်မချောက်ဘက်ကတော့မမြုံနိုင်လို့ထွေးကြလိမ့်မယ်
โอเคကျွန်တော်ပြောရလေဒီလောက်ပါခင်ဗျဒါတော့ရမ်းမှာသဘောကျဖို့ကောင်းတယ်ညာသားကောင်ဆိုနဲ့ဖွားတို့ရေဒါကြည်လူစရာဗီဒီယိုဖိုင်လေးတွေပဲဖြစ်ပါတယ်အဆုံးလိုက်ပါကြည့်ရှုပေးမြောက်တော့ချင်းစီတောင်လဲကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပြီးမှကျွန်တော်ပြန်လဲဆုံတွေ့ကြမယ်နော်